တယောက်ရဲ့ဘဝတစ်ခုလုံးပုံအပ်ပြီးတိဆောက်ထားတဲ့အရာတစ်ခုကိုအစားတယောက်ကအချိန်ခဏလေးအတွင်းမှာမတရားလူယူသွားမယ်ဆိုရင်ဘလောက်ခံစားရခက်မလဲတကယ်တော့တချို့အရာတွေကလူယူသွားတဲ့လူအတွက်ဘာမှမဟုတ်ပေမဲ့ခံလိုက်ရတဲ့သူအတွက်တော့ဘဝကြီးတစ်ခုလုံးပြိုလဲပျက်စီးသွားတဲ့အထိဖြစ်သွားနိုင်ပါတယ်ဒီနေ့ခေတ်မှာလည်းဒီလိုအဖြစ်အပျက်တွေကလူတိုင်းဒီမှာကြုံတွေ့နေရတာပါဒီနေ့ဗီဒီယိုမှာလည်း Robert Crane ဆိုတဲ့လူတစ်ယောက်ရဲ့ဘဝအိမ်တော်ရေးနဲ့စိတ်ချမ်းသာရေးတွေကိုပါစစ်စစ်ညံ့ညံ့ကြည်အောင်ပျက်စီးသွားရတဲ့အထိလူယူခံလိုက်ရတဲ့ဖြစ်ရအကြောင်းကိုပြောပြပေးမှာဖြစ်ပါတယ်ဘလို့အရာမျိုးတွေလူယူခံလိုက်ရလဲဆိုတာကိုတော့ဗီဒီယိုကိုဆက်ကြည့်လိုက်ရအောင်နော်1960ပြည့်နှစ်တွေတုန်းကကားမန်တုတ်တန်တွေကအရှိန်တကူရဲနဲ့ပဲလက်ပဲနိုင်ခဲ့ကြတာပါမိုးနေနဲ့ပဲရွာများပဲရွာကားမန်တုတ်တန်တွေကိုလိုသလိုချိန်ကြီးလို့မရပါဘူးမိုးနေတဲ့အချိန်တွေမှာဆိုရင်မှန်ပေါ်မှာပို့တိုက်တဲ့ဆူရှာတဲ့အတန်တွေကရင်မောင်းတွေအတွက်စိတ်ပြည့်စရာအနောက်ရှက်တစ်ခုဖြစ်လို့နေပါတယ်ဒါပေမဲ့ကားမန်တုတ်တန်တွေကိုပိတ်လိုက်ပြန်ရင်လေရှေ့မှန်ဟာချက်ချင်းမှောင်သွားပြီးတော့အန်ရယ်ကိုဖိတ်ခေါ်နေသလိုပါပဲဒီပြဿနာတွေကိုဖြေရှင်းဖို့ကမ္ဘာကားကုမ္ပဏီကြီးတွေကခေါင်းချင်းရိုက်ပြီးအပြေရှာခဲ့ပေမဲ့ရှာလို့မတွေ့ခဲ့ပါဘူးအဲ့ဒီအချိန်မှာပဲအင်ဂျင်နီယာပါမောက္ခတအုပ်ဖြစ်တဲ့ Robert Crane ဟာမှန်တဲ့ကိုကြည့်ပြီးတော့အကြံတစ်ခုရလာခဲ့ပါတယ်အဲ့ဒီအကြံကတော့လူတွေရဲ့မျက်တောင်ဟာအများအားဖွင့်လိုက်ပိတ်လိုက်မလုပ်ဘဲနဲ့စက္ကန့်နဲ့ငယ်ချပြီးမှမျက်တောင်ခတ်သလိုမိုးရေတုတ်တန်ကိုလည်းဒီနည်းနဲ့အလားတူမိုးရွာတဲ့ရေအနေများလိုက်အော်တိုတုတ်တင်ပေးနိုင်တဲ့ကားမန်တုတ်တန်မျိုးဖန်တီးလိုက်ရင်လူတွေအတွက်အကျိုးရှိမဲ့တည်ထွင်မှုတစ်ခုဖြစ်လာမှာပဲဆိုတဲ့အတွေ့အသူ့ကိုအတော်လေးစိတ်လှုပ်ရှားစေခဲ့ပါတယ်နောက်နေ့ကစပြီးတော့အဲ့ဒီအတွေ့ကိုအကောင့်ထဲပေါ်ဖို့အတွက်သားနှစ်ယောက်ကူညီနဲ့စမ်းသပ်မှုတွေစတင်ပြုလုပ်ခဲ့ပါတယ်ဒီလိုစမ်းသပ်မှုတွေကိုအချိန်ပေါင်းများစွာပြုလုပ်ရင်းနဲ့နောက်ဆုံးမှာတော့သူလိုချင်တဲ့ကားမန်တုတ်တန်ကိုအောင်မြင်စွာတီထွင်နိုင်ခဲ့ပြီးတော့သူ့မိသားစုတွေဒီထက်ပိုကောင်းတဲ့ဘဝမှာနေထိုင်ခွင့်ရရမယ်လို့စိတ်ကူးယဉ်ခဲ့ပါတယ်ဒါပေမဲ့ဒီတီထွင်မှုကြောင့်ပဲသူပေးဆက်လိုက်ရတဲ့ကြီးမားတဲ့တန်ဖိုးကိုတော့အကျုံးမမြင်နိုင်ခဲ့ပါဘူး1964ခုနှစ်မှာတော့ Robert ဟာဒီနည်းပညာအတွက်မိုဘိုင်းခွင့်ကိုသူ့တငယ်ချင်းအကူအညီနဲ့ရှောက်ထားနိုင်ခဲ့ပါတယ်အဲဒီတော့သူ့ရဲ့အိမ်မက်ကတော့နာမည်ကြီးကားကုမ္ပဏီတွေကိုဒီနည်းပညာရောင်းချပြီးတော့ကားပိုပစ္စည်းထုတ်လုပ်သူအဖြစ်စီးပွားရေးလုပ်ဖို့ဖြစ်ပါတယ်သူ့ရဲ့တီထွင်မှုကိုမော်တော်ကားလုပ်ငန်းရှင်တွေစီကိုတွားရောက်ပြသခဲ့ပြီးတော့ကမ္ဘာကျော် Ford ကားကုမ္ပဏီကြီးကလည်းသူ့ရဲ့တီထွင်မှုကိုအလွန်စိတ်ဝင်စားလာခဲ့ပါတယ်ဘာလို့လဲဆိုတော့ Ford အပါအဝင်ကမ္ဘာကားကုမ္ပဏီကြီးတွေဟာဒီလိုတီထွင်မှုမျိုးရဖို့နှစ်ပေါင်းများစွာစူးစမ်းခဲ့ပေမဲ့မအောင်မြင်ခဲ့လို့ပါ Ford ကလည်းဒီနည်းပညာကိုကုမ္ပဏီရဲ့နောက်ထပ်မဲ့ကားတွေမှာသုံးကျင်တယ်လို့ Robert ကိုစာချုပ်ချုပ်ဖို့အရေးအမြတ်ပြောလာခဲ့ပြီးတော့ဒီလိုစစမ်းသပ်ဖို့အတွက်သူ့စီကနေနည်းပညာနမူနာတောင်းဆိုခဲ့ပါတယ်။သူကလည်းမိုဘိုင်းခွင့်ကိုယုံကြည်ပြီးတော့တတိလက်လွတ်တဲ့နမူနာကိုပေးလိုက်ပါတယ်။အဲ့နောက်ပိုင်း Ford ကုမ္ပဏီကအယောင်ဝယ်ကိစ္စနဲ့ပတ်သက်ပြီးတော့သူ့ကိုဘာမှပြောမလာသလိုအဆက်အသွယ်လည်းမလုပ်တော့ပါဘူး။အဲ့ဒီအချိန်ဒီ Ford ကုမ္ပဏီဘက်ကသူ့နည်းပညာကိုမကြိုက်တာကြောင့်သူနဲ့လက်မတွဲခဲ့တာလို့သူထင်ခဲ့တာပါ။ဒါပေမဲ့3လကြာတဲ့အခါမှာတော့ Robert ဟာလမ်းပေါ်က Ford ကားအသစ်တွေမှာတက်ဆင်ထားတဲ့မှန်တုတ်တန်တွေကိုမမျှော်လင့်ပဲတွဲလိုက်ရပါတယ်ဒီနည်းပညာရဲ့အတွေ့အပိုင်းအလုပ်လုပ်ပုံကိုလေ့လာကြည့်တော့သူတည်ထွင်ထားတဲ့ပုံစံနဲ့တပုံစံနဲ့ဖြစ်နေတာပါဟုတ်ပါတယ်တကယ်တော့ Ford ကုမ္ပဏီဟာတာမန်အင်ဂျင်နီယာပရိုဖက်ဆာတယောက်ရဲ့နည်းပညာကိုအလကားခိုးယူပြီးတော့တန်ပေါင်းများစွာတဲ့ကားတွေမှာထည့်သွင်းရောင်းချပြီးတော့ဘီလီယံချီအမြတ်ထုတ်ခဲ့တာပါရောဘတ်ကတော့ကုမ္ပဏီကြီးတွေနဲ့အတူတူတွဲပြီးတော့အလုပ်လုပ်ဖို့စိတ်ကူးတွေရင်စက်ရုံတွေတိစောက်နောက်ဆုံးအကျွေးပက်လည်ဝိုင်းပြီးတော့ဘဝအောင်ဆုံးထိဇောက်ထိုးကျသွားခဲ့တာတော့ Ford ကုမ္ပဏီကြီးဘက်ကသူ့ရဲ့တီထွင်မှုကိုပတ်စံတပြားမှမပေးဘဲနဲ့ကောက်တစ်စွာခိုးယူသွားခဲ့တာပါဒါတွေမကပဲအခြားကမ္ဘာကားကုမ္ပဏီကြီးတွေကပါသူ့ရဲ့နည်းပညာကိုခိုးယူသုံးစွဲခဲ့ကြပါသေးတယ်ကိုတန်မိုးထားဖန်တီးထားတဲ့နည်းပညာတစ်ခုကိုမတရားအနိုင်ကျင့်ခိုးယူခံလိုက်ရကြောင်းသိရတဲ့အခါ Robert ဟာစိတ်ဓာတ်တွေကျပြီးတော့အကြီးအကျယ်ပြိုလဲခဲ့ပါတယ်ဒီဖျားတွေကြောင့်ပဲပြင်းထန်တဲ့စိတ်ကြယောဂခံစားခဲ့ရပြီးတော့စိတ်ကျန်းမာရေးဆေးရုံမှာတော့2လတိုင်ကုသမှုတွေခံယူခဲ့ပါတယ်ဆေးရုံကဆင်းလာတဲ့အခါမှာတော့ Robert ဟာ Ford ကုမ္ပဏီကိုမူပိုင်ခွင့်ချိုးဖောက်မှုနဲ့တရားစွဲဆိုခဲ့ပါတယ် Ford ကလည်းအကောင်းဆုံးရှေ့နေအဖွဲ့အစည်းတွေကိုငှားရမ်းပြီးတော့တရားရင်ဆိုင်မှုကိုအချိန်ဆွဲကုန်ကျစရိတ်တွေများအောင်လုပ်ပြီးတော့နောက်ဆုံးမှာအရှုံးပေးသွားအောင်လုပ်ဖို့ပါပဲတရားရင်ဆိုင်မှုကြောင်လာတာနဲ့အမျှရှေ့နေကတွေကတန်းတဲ့ချီကုန်ကျလာပြီးတော့ Robert ဟာရှေ့နေလုံးဝမငားနိုင်တော့တဲ့အတွက်ဥပဒေစာအုပ်တွေကိုကိုယ်တိုင်ဖက်တရားခွင်မှာရှေ့နေမပါဘဲနဲ့သူကိုယ်တိုင်တရားရင်ဆိုင်ခဲ့ရပါတယ်နောက်ဆုံးမှာတော့ Ford ကုမ္ပဏီကအမှုပိတ်ဖို့အတွက်ဒေါ်လာ2သိန်းခွဲအဲ့နောက်ဒေါ်လာ1သန်းနောက်ဆုံးမှာတော့ဒေါ်လာ10သန်းအထိပေးပြီးတော့မူပိုင်ခွင့်ကိုလက်လွတ်ပေးဖို့ကမ်းလှမ်းခဲ့ပါတယ်ဒါဟာတကယ်ကိုဘီလီယံနာဖြစ်သွားနိုင်တဲ့အခွင့်အရေးမလို့သူစနီးကငွေကိုပဲယူဖို့တောင်းပန်ခဲ့ပေမဲ့သူကတော့ညှင်းဆန်ခဲ့ပါတယ်ငါလိုချင်တာငွေမဟုတ်ဘူး Ford ကုမ္ပဏီကလူသိရှင်ကအမှားဝင်ခံပြီးတော့တောင်းပန်ဖို့ပဲဒီဆိုတဲ့နိုင်မှုကြောင့်ပဲနောက်ဆုံးမှာသူ့စနီးကလည်းသူ့ကိုစွန့်ခွာသွားခဲ့ပါတော့တယ်
ဒီအမှုအတွက်12နှစ်တိုင်တိုင်အခက်အခဲတွေကြားကနောက်မဆုတ်ပဲရင်ဆိုင်ခဲ့ပါတယ်။ဖို့ဘက်ကလည်းတရားခွင်မှာလုံးဝအလျှော်မပေးဘဲနဲ့ဒီစနစ်ကငကိုရှိပြီးသားလျှက်စစ်ပစ္စည်းတွေကိုပေါင်းဆက်ထားတာမို့လို့မူပိုင်ခွင့်ပေးဖို့လုံးဝမထိုက်တန်ဘူးလို့စင်ကြေပေးခဲ့ပါတယ်။ဒါပေမဲ့ရောဘတ်ကစောင်းတစ်ဟုတ်ထဲမှာပါတဲ့စကားလုံးတွေဟာရှိပြီးသားစကားလုံးတွေဖြစ်တယ်လို့အသစ်ထပ်ပြီးတော့ဖန်တီးထားတာမဟုတ်ပါဘူး။ဒီလိုပဲနာမည်ကြီးစာအုပ်တွေမှာပါတဲ့စကားလုံးတွေဟာလည်းရှိပြီးသားစကားလုံးတွေကိုပဲပုံစံအသစ်နဲ့ဖန်တီးထားတာပါ။ဒါကြောင့်ဒီဝိထုတောက်ဝါမူပိုင်ခွင့်ရှိကိုရှိရမယ်ဆိုတဲ့ပါနတ်တဲ့ရှောင်းလဲချက်နဲ့ချေပစကားတွေကြောင့်ဂျူရီလူကြီးတွေရဲ့နှလုံးသားကိုကိုက်လှုပ်သွားခဲ့ပါတယ်။နောက်ဆုံးမှာတော့ဂျူရီလူကြီးတွေက Ford Company မှာအပြစ်ရှိကြောင်းဆုံးဖြတ်ခဲ့ပြီးတော့သူ့ကိုရော်ချင်းဝင်ဒေါ်လာ17သန်းပေးဆောင်မှုစီရင်ချက်ချခဲ့ပါတယ်။အဲဒီတော့သူ့နည်းပညာကိုတုံးထားတဲ့တခြားကားကုမ္ပဏီတွေစီကလည်းဒေါ်လာတန်း30နီးပါးရော်ချင်းထက်ရခဲ့ပါတယ်။12နှစ်တိုင်တိုင်တိုက်ပွဲဝင်ခဲ့ရတဲ့တာမယ်လူတယောက်ဟာ Ford Corporation ကြီးကိုနောက်ဆုံးမှာဒူးထောက်စေခဲ့တာပါ။ဒီအကြောင်းကို2008ခုနှစ်မှာ Flash of Genius ဆိုတဲ့ရုပ်ရှင်အဖြစ်ပြန်လည်ရိုက်ကူးခဲ့ပါသေးတယ်။ရောဘတ်ဟာရော်ချင်းများစွာရလိုက်ခဲ့ပေမဲ့သူတန်မိုးထားရတဲ့မိသားစုတွေအချိန်တွေနဲ့လဲလှယ်လိုက်ရတာဖြစ်လို့ဒီလဲလှယ်မှုအတွက်တကယ်ပဲထိုက်တန်ရင်လားဆိုတာကိုမန့်မှာပြောပြခဲ့ပေးပါအောင်နော်ဒီနေ့ဝင်မြပေးခဲ့တဲ့ဖြစ်ရမှန်ဇလန်းလေးကိုသဘောကျတယ်ဆိုလို့ရှိရင် channel လေးကို like and subscribe လုပ်ဖို့မမေ့နဲ့အောင်နော်နောက်တဲ့စိတ်ဝင်စားစရာအကြောင်းအရာတွေနဲ့ပြန်လာခဲ့ပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်